မင်္ဂလာပါရှင်အခုရဲ့ပိုင်းမှာအားလုံးသတိထားမိမှာပါအခြေခံစောင့်ဝင်နေရေးကုန်စုံနှုန်းတွေတက်လာသလိုငွေကြေးဖောင်းပွားမှုရဲ့တက်ရောက်မှုကိုအခြေခံလူဒန်းစားဝန်ထမ်းစီးပွားရေးလုပ်ငန်းတွေပါအားလုံးခံစားနေကြရပါတယ်ပုံမှန်အချိန်မှာဆိုရင်တော့ကိုယ့်ရဲ့ဝင်ငွေထွက်ငွေကိုပုံမှန်အတိုင်းစီမံခန့်ခွဲလို့ရပါမယ်ဒီလိုကုန်စည်နှုန်းမြင့်တက်နေတဲ့အချိန်မှာတော့ငွေကြေးကိုအထူးသတိထားပြီးစီမံခန့်ခွဲဖို့လိုအပ်လာပါပြီဒါကြောင့်မို့လို့ဒီနေ့ဗီဒီယိုမှာတော့ကုန်စည်နှုန်းတက်ချိန်မှာကိုယ့်ရဲ့ငွေကြေးကိုအထူးရောက်ဆုံးစီမံခန့်ခွဲနိုင်မယ့်နည်းလမ်း၅ခုကိုညှောက်ပြီးတော့ပါမယ်ရှင်ကိုယ့်ရဲ့ budget ကိုပြန်လည်စစ်စစ်ပါအဓိကအခြေခံစောင့်နေရေးစရိတ်တွေကိုတော့ရှော့ချလို့မရပါဘူး။သို့တော်လည်းမလိုအပ်ဘဲကုန်ကျနေတဲ့စရိတ်တွေအလေလွင့်တွေကိုတော့မဖြစ်မနေရှော့ချရပါမယ်။အပြင်မှာမကြာခဏထွက်စားတာကိုရှော့ပြီးအိမ်မှာပဲကိုယ်တိုင်ချက်ပြုတ်စားတော့ပါ။မဖြစ်မနေမဟုတ်တဲ့ခီးသောတာမျိုးမလိုအပ်တဲ့အပေါ်ကုန်ကျစရိတ်တွေကိုခိတထိန်းချုပ်ထားပါ။ဝင်ငွေတိုးအောင်လုပ်ပါ။သို့မဟုတ်အသုံးစရိတ်ရှော့ချပါ။ငွေကြေးဖောင်းပွားတဲ့အခါငွေတန်မိုးကျဆင်းသွားတာကြောင့်ပုံမှန်ရနေတဲ့ဝင်ငွေတစ်ခုနဲ့အသုံးမခံတော့ပါဘူး။ဒါကြောင့်ပုံမှန်လုပ်ရင်နောက်ထပ်ဝင်ငွေလမ်းကြောင်းနေဘာတွေလုပ်လို့ရတယ်ဆိုတာမဖြစ်မနေစဉ်းစားရပါမယ်။အကြောင်းတစ်ခုခုကြောင့်ဝင်ငွေတိုးတာမလုပ်နိုင်ဘူးဆိုရင်တော့ကိုယ့်ရဲ့အသုံးစရိတ်ကိုအထက်နိုင်ဆုံးမဖြစ်မနေလျှော့ချရပါလိမ့်မယ်။ရေးပေါ်ရန်ကုန်တွေ emergency fund ထားရှိပါကုန်စည်နှုန်းတက်တဲ့အချိန်မှာအလုပ်ပြုတ်သွားတာမျိုးဒါမှမဟုတ်ကျန်းမာရေးပြဿနာနဲ့ရုပ်တရက်ကြုံတွေ့ရတာမျိုးတွေဖြစ်လာရင်ပိုပြီးဒုက္ခရောက်တတ်ပါတယ်။ဒါကြောင့်အနည်းဆုံး3လစာကနေ6လစာတည်ရှိမယ်။ဒီပေါ်ရန်ကုန်တွေကိုမဖြစ်မနေတိတက်ဖယ်ထားပေးရပါမယ်။ကျွေးမြီများကိုစနစ်တကျသုံးသပ်ပါ။ငွေကြေးဖောင်းပွားပြီးငွေတန်မှုကျနေတဲ့အချိန်မှာကျွေးမြီစီမံခန့်မှုကအရန်အရေးကြီးပါတယ်။ဥပမာကုန်စည်နှုန်းတွေမြင့်တက်နေပေမဲ့ဘဏ်မှာရှိတဲ့ဘဏ်လုံးလုံးကပုံမှန်တိုင်းရှိနေတယ်ဆိုလို့ရှိရင်အကယ်၍ကိုကဘဏ်မှာချိထားတဲ့ပတ်စံရှိရင်ဒီချိန်မှာဆက်လိုက်တာကကိုယ့်ရဲ့အကျိုးရှိစေပါတယ်အကယ်၍ဒီချိန်မှာဘဏ်ကနေချိနေဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အကျိုးရှိစေပါတယ်ဘာလို့လဲဆိုတော့ကြာဆင်းနေတဲ့ငွေတန်ဖိုးနဲ့အတူနည်းပဲတရားလို့ဖြစ်ပါတယ်တန်ဖိုးမကျမဲ့ပိုင်ဆိုင်မှုများတဲ့ပြောင်းလဲမြုပ်နှံမှာလက်ထဲမှာငွေတည်တံ့ကင်ထားလို့ရှိရင်ငွေကြေးဖောင်းပွားမှုကြောင့်တန်ဖိုးနေသွားနိုင်ပါတယ်။ဒါကြောင့်ကိုမှပိုရှန်နဲ့စုဆောင်းမှုရှိရင်ငွေကြေးဖောင်းပွားမှုကိုခံနိုင်ရှိပြီးတန်ဖိုးမကျသွားမယ်ပိုင်ဆိုင်မှုတွေဥပမာရွှေအိမ်ချမ်းမြေသို့မဟုတ်ခိုင်မာသည့်ရင်းနှီးမြှုပ်နှံများတွေကိုစနစ်တကျပြောင်းလဲမြှုပ်နှံထားဖို့လိုပါတယ်။ဒါကြောင့်မို့လို့စီးပွားရေးနဲ့ကုန်စည်နှုန်းတွေဘလောက်ပဲမငြိမ်မသက်ဖြစ်နေပါစေကိုယ့်ရဲ့ဘတ်ဂျက်ကိုစီစစ်မယ်တေချာစီစစ်မယ်အသုံးစရိတ်ကိုလျှော့ချမယ်ဒီပေါ်ရန်ပုံလေးတင်သွင်းထားမယ်ဆိုလို့ရှိရင်ဒီခက်ခဲကိုကောင်းကောင်းကျော်လွှားနိုင်မှာပါဒီဗီဒီယိုလေးကအကျိုးရှိရဆိုရင်တိုင်းရရှယ်လုပ်ဖို့မမေ့ပါနဲ့လို့နော်နောက်ထပ်လည်းစီးပွားရေးနဲ့ငွေကြေးဆိုင်ရာဘူးတိကပဲအစင်စင်တဲ့စုနိုင်ဖို့ channel လေးကိုလည်း subscribe လုပ်ပေးပါအောင်နော်အားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါသည်ရှင်